ကဲသားတို့သမီးတို့ရေဒီနေ့တော့လေမမိုးတို့ဘဲချင်စီပြန်ချက်စားကြမယ်နော်ခင်းညင်ဒီအနည်းများလေးနဲ့ရွှေကောင်းရောင်ရင်ချက်စားမယ်မမိုးလည်းဒီတရက်နှစ်ရက်ကမအားတာနဲ့အလုပ်များတာနဲ့ဟင်းနေတော့မချက်ဖြစ်ဘူးခုမှဘဲဥချင်ချက်စားမကြမယ်နော်လိုတာကဘဲဥရဲ့ဘဲဥပြုတ်ရဲ့ကြက်သွန်ဖြူလီနှုတ်နှုတ်ဆင်းထားတာရဲ့ခင်းညင်သီးလေးရဲ့ပစွန်ကြောက်ရဲ့ပစွန်ကြောက်ကိုထောင်းထားတာနော်ကျန်တာတော့စားစနွေးချုံမဟုတ်ပါဟဲ့အမဒါလေးမှဒီမှာတဲဦးလေးကိုစီထည့်ထားမယ်နော်စီထည့်မယ်ပြီးရင်တခါတည်းထည့်မယ်မမိုးတို့စီမတတ်တော့ဘူးစီမတတ်ပဲနဲ့ထောင်းထားတဲ့ကြက်သွန်အဖြူအနီနှုတ်နှုတ်ဆင်းထားတာထည့်မယ်သနွင်းရယ်အနောက်တိမ်မုတ်ရယ်စားရယ်ထည့်ပါမယ်ပြီးနည်းနည်းလေးသမအောင်ပေးမယ်ပြီးရင်ပစွန်ကြောက်ကိုထည့်မယ်အကလုံးလုံးချက်မှာနော်စီမတတ်တော့ဘူးပြီးရင်ခရမ်းညင်သီးတွေထည့်မယ်ပြီးတော့ဗာဆက်လုံးမတမောက်နေမယ်မအောင်မွေပေးမယ်ပြီးရင်အဖုံးလေးအုပ်ပြီးတော့ချက်ထားလိုက်မယ်နော်နေထားလေးကဒီလိုမျိုးဖြစ်လာပြီလားဒီလိုမျိုးဖြစ်လာရင်ခရမ်းညင်သီးပိုးပြီးနူးအနစ်လက်ကလေးဖြစ်လာအောင်လို့ဘယ်လိုလုပ်မလဲဆိုတော့ရေထပ်ထည့်မယ်နော်ရေနည်းနည်းထပ်ထည့်လိုက်မယ်ရေနည်းနည်းထပ်ထည့်ပြီးတော့ဒါလေးတွေကိုစီပြန်လာအောင်ခရမ်းညင်သီးလေးတွေအနစ်လိတ်လာအောင်ပြန်ချက်ထားလိုက်မယ်အဖုံးလေးအုပ်ပြီးတော့ပြန်ချက်ထားလိုက်မယ်နော်မင်းတို့ရေဒီမှာခရမ်းညင်သီးအနစ်တွေကဒီလိုမျိုးဖြစ်လာပြီနော်ဒီလိုမျိုးလေးဖြစ်လာရင်မမိုးတို့ပါထည့်မလဲဆိုတော့အချုံမုတ်လေးနည်းနည်းထည့်မယ်နော်ခုနကတော့အချုံမုတ်မထည့်ရဘူးအချုံမုတ်လေးထည့်မယ်နော်ဒီမှာမွေးမယ်နော်ပြီးရင်ဘဲဥလေးတွေထည့်မယ်သိလားဘဲဥကိုချမ်းထားတယ်ဒီမှာဟိုတရားလေးပေးထားတဲ့ဟာပေးထားတယ်ဘဲဥပြုတ်ကလေးတွေထည့်လိုက်မယ်နော်ထည့်လိုက်မယ်ပြီးရင်မွေးပါမယ်ဒါလေးဝင်အောင်မွေးပါမယ်မွေးပြီးရင်ဖုံးလေးပြန်ဥထားလိုက်မယ်နော်ဖုံးလေးပြန်ဥထားလိုက်ပြီးတော့စီလေးလည်းနည်းနည်းပြန်လာပြီးအရသာလေးမြည်ကြည့်အပေါ့ငံမြည်ကြည့်အရသာအတော်ပဲဆိုရင်ကလားလေးမဆလာလေးအုပ်ပြီးတော့ချပြီးစားလို့ရပြီနော်နည်းနည်းလေးအဖုံးလေးအုပ်ပြီးပြန်ချက်ထားလိုက်မယ်သလားအရသာလေးနည်းနည်းမြည်ကြည့်ရအပေါ့ငံတော်ပဲဖုံးလေးပြန်အုပ်ထားလိုက်မယ်နော်နေထားလေးကဒီလိုမျိုးလေးဖြစ်သွားပြီနော်ဒီလိုမျိုးလေးဖြစ်သွားပြီဆိုရင်အရသာလေးအတော်ပဲဆိုတော့မမိုးတို့ကလားလေးမဆလာထည့်မယ်ဒီမှာကလားလေးမဆလာလေးကျူးမယ်โอเคပါပြီဒီလောက်ပဲအဲဆိုရင်မီးလေးပိတ်ပြီးစားလို့ရပါပြီချက်စားကြည့်ကြနော်သားတို့သမီးတို့အမရွှေကောင်းပြောင်ဟင်းအားလုံးပဲအဆင်ပြေကြပါစေသားတို့သမီးတို့ရေနောက်မှတွေ့မယ်နော်